Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီအိမ်ကလေးလေးလို့ပုံကျွန်တော်ဒီလောက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟိုတီဗီရတဲ့ငွေချင်းတော့ကြော်တော့ပါတော့တငွေချင်းတော့ဟိုအခုမှဆော့ဆော့တဲ့ဗီဒီယိုအခုမှဆော့ဆော့တဲ့ငွေချင်းတွေမတီးတဲ့ငွေချင်းတွေကျွန်တော်ဒီလောက်လေးကျွန်တော် share လုပ်ပါပြီးလုပ်သားပေးမှာဖြစ်ပါတယ်ခင်ဗျာ Okay ရစားရအောင်တကယ်အရင်ဆုံးကျွန်တော်တို့က FM control တဲ့ဝင်လိုက်ပေါ့နော် FM control ဝင်ဟိုအောက်ဆုံးဆွဲချပြီးရင်အမှ aim future ဆိုတဲ့ဟာလေး aim future ဆိုတာရှိရနော်အဲ့ကောင်လေးကိုပိတ်ထားရင်တကယ်ချင်းတို့ပြင်မာမြင်ရမှာမဟုတ်ပါဘူးเนาะပြင်မာမြင်ရတော့အဲ့ကောင်လေးကိုပြန်ဖွင့်ထားလို့ရှိရင်ဒီလိုမျိုးပေါ်နေမှာပေါ့เนาะတကယ်ချင်းတို့တကယ်ချင်းတို့မှမပေါ်ဘူးမတွေ့ရအောင်ကျွန်တော်တကယ်ချင်းတို့အဲ့လေးကိုပိတ်ထားလို့နေပါမှာเนาะတွားပြီးတစ်ချက်လောက်ဖွင့်ကြည့်လိုက်ပါတကယ်ချင်းတို့เนาะဒီတက်ဆိုတဲ့ဟာလေးကိုနှိပ်ထားရင်เนาะတကယ်ချင်းတစ်ချက်ထောက်ထားရင်သူကအော်တိုသုံးနေမှာပေါ့เนาะနှိပ်ထားရင်သုံးနေမှာလှုပ်ပြန်နှိပ်မှပြန်ပြီးတော့ပုံမှန်တိုင်းပြန်ဖြစ်မှာပေါ့เนาะဟိုးမှထားထားမယ်ဆိုလို့ရှိရင်ဟိုးမှထားမယ်เนาะဟိုးမှထားလို့ရှိရင်တကယ်ချင်းတို့ဖိထားမှပဲအကောင်အတုံးပါပေါ့เนาะတကယ်ချင်းလှုပ်လိုက်ရင်ပုံမှန်တိုင်းတကယ်ချင်းတို့ပုံမှန်တိုင်းတုံးနေတဲ့အတိုင်းပြန်ဖြစ်သွားမှာပေါ့เนาะဒီ miss ကြတော့ဆွမ်းတော့တကယ်ချင်းတို့ပြောပြတဲ့နှစ်ခုစလုံးပေါ့เนาะသူကမျိုးလုံးတုံးရတယ်ဟိုတစ်ချက်ထောက်လိုက်ရင်တုံးမယ်ဟိုဖိထားလို့ရှိရင်လည်းတုံးမယ်သူကလှုပ်ထားလို့ရှိရင်ပြန်ပြောင်းနှစ်ခုရောတာเนาะအရှိကနှစ်ခုလုံးရောတာကျွန်တော်ကတော့တငယ်ချင်းတို့ဟိုးမှာပဲထားပြီးဆောက်ပြီးအကြံပေးခြင်းပါเนาะဒီအိမ်ကင်မရာလေးကတော့တငယ်ချင်းတို့ဒီအိမ်ကင်မရာလေးကဒီကောင်လေးကိုဖိထားပြီးတော့ရွှေ့ရရတယ်ပေါ့เนาะဖွင့်ထားလို့ရှိရင်အဲ့အိမ်ကလေးကိုဖိထားပြီးတော့ရွှေ့လို့ရတယ်အဲ့လေးကိုပိတ်ထားမယ်ဆိုလို့ရှိရင်အကောင်လေးပိတ်ထားမယ်ဆိုလို့ရှိရင်တကယ်ကြီးအကောင်ကိုဖိထားလို့ရှိရင်တနေရာထဲမှာပဲရက်နေမှာပေါ့နော်တနေရာထဲမှာရက်နေမှာရွှေ့လို့မရဘူးဖိပြီးရွှေ့လို့မရဘူးပေါ့နော် Okay ဒီနေရာမှာကျတော့တကယ်ကြီးတော့အိမ်ထဲမှာနေရပေါ့နော် enemy ကတကယ်ကြီးတော့ရှေ့ကနေပြီးတက်ရက်လာတယ်အဲ့ဒါကိုတကယ်ကြီးတော့ကောင်းဆောင်ကြီးဘယ်လိုဖြစ်မလဲပေါ့နော်ကောင်းဆောင်ကြီးပြောတယ်ရိုးကောင်းဆောင်မယ်ဆိုလို့ရှိရင်တကယ်ကြီးတော့မတွေ့ရဘူးပေါ့နော် enemy ကိုမတွေ့ရဘူးဒီလိုနေထားပြီးမှရိုးကောင်းဆောင်ဖြစ်ရင်မတွေ့ရဘူး enemy ကိုအိမ်ကလေးနဲ့ပေါင်းတွေ့ရတယ်ပေါ့နော် enemy ကတကယ်ကြီးတော့ခေါင်းလေးလောက်ပဲမြင်ရမှာပေါ့နော်သူတို့ဘက်ကကြည့်နေတာတကယ်ကြီးတော့ဟိုပုံမှန်ဒီရိုးကောင်းဆောင်ပြရတဲ့ဆိုင်ဒီအင်္ဂလိပ်နဲ့တွဲပြီးတော့ဖြစ်တာကနည်းနည်းပိုပြီးတော့ကောင်းပါတယ်ပေါ့နော်တကယ်ကြီးတော့ဒီမှာဆိုရင်လည်းပေါ့နော်တကယ်ကြီးဒီမှာတိုင်းတဲ့ခွေကြီးဖြစ်တဲ့နေထားမှာဆိုရင်ကျွန်တော်ရိုးကောင်းဆောင်ကြီးဆွမ်းဖြစ်တာမမြင်ရဘူးပေါ့နော်အဲ့လိုမျိုးမမြင်ရဘူးကျွန်တော်အင်္ဂလိပ်နဲ့တွဲပြီးဖြစ်တယ်ဆိုလို့ရှိရင်မြင်ရတယ်ပေါ့နော်အင်္ဂလိပ်နဲ့တွဲပြီးမြင်ရတယ်အပေါ်ကနေပြီးတော့ဆန်းဖြစ်လို့ရတယ်လက်ရိုးဆိုမမြင်ရဘူးဆိုတော့ဖြစ်လို့မရဘူးအဲ့ဒီမှာအင်္ဂလိပ်နဲ့တွဲလိုက်တဲ့အချိန်မှာမြင်ရတယ်အဲ့လိုမျိုးစပရေးလို့ရတယ်ပေါ့နော်လှမ်းပြီးတော့အဲ့ဒါကိုဘက်ကတော့တပန်းတာတာပေါ့နော်တကယ်ကြီးတို့အဲ့ကလပ်လေးနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်နောက်တနည်းရပေါ့နော်နောက်တနည်းရတကယ်ကြီးတို့ခေါင်းပညာရင်းဖြစ်တာပေါ့နော်အဲ့လိုအင်္ဂလိပ်လေးကိုတွဲပြီးတော့ဖိပြီးတော့ခေါင်းပေဆောင်းတဲ့ကလပ်လေးကိုစရိုက်နှိပ်ပြီးတော့ရှင်ပညာခေါင်းချင်းနေပေါ့နော်ပညာခေါင်းချင်းတဲ့ခါကျရင် enemy ကကိုယ်ကြီးတဲ့ခါကျရင်ခေါင်းကိုအင်းရတာခတ်တယ်ပေါ့နော်ကိုခေါင်းကိုအင်းရတာခတ်တယ်အဲ့လိုပညာရင်းဖြစ်လို့ရတယ်ပေါ့နော်enemy ရဲ့1-1ပြတဲ့ခါမျိုးကြောက်ချင်းတကယ်ကြီးတို့ပညာခေါင်းချင်းပြတဲ့ခါကျရင်ကိုကနေတပန်းတာတာပေါ့နော် enemy ကကိုခေါင်းကိုနည်းနည်းအင်းရတာခတ်တယ်ပေါ့နော်โอเคဒီလောက်ပါပဲတကယ်ချင်းတို့ရေနော်ကျွန်တော်ကခုမှဗီဒီယိုဆောက်လုပ်ဖို့ရဆိုတော့လိုအပ်ချက်တွေရှိခဲ့ရင်လည်းတကယ်ချင်းများအားလုံးနားလည်ပေးကြပါနော်တကယ်ချင်းတို့တီးလို့ရရှိရင်လည်း comment မှာမှတ်ခဲ့ပေးပါအောင်နော်အားလုံးဘိုင်ဘိုင်